ကဲဒီတကာကတော့6ကြိမ်မြောက်အလှပေါ့နော်6ကြိမ်မြောက်အလှပြသွားပြီအဲ့ဒီကစင်ကာပူကမက်အီခိုင်နဲ့ကလေးမျိုးကဒေါ်အေးပြုံးတို့ကနေပြီးတော့သူတို့2ယောက်ပေါင်းတငယ်ချင်း2ယောက်စုပြီးတော့လှူတာဒါနဲ့ဆိုလို့ရှိရင်အဲ့ဦးတန်းရွှေကြီးတို့လှူတာ6ကြိမ်မြောက်ဖြစ်သွားပြီပေါ့နော်6ကြိမ်မြောက်ဖြစ်သွားပြီဟိုကမမရေးအဲ့ဒီမှာအခုနန်းရည်ဒီကမမဟိုကလုပ်ပေးတဲ့ကလေးဟိုဝင်ထားပေးတဲ့ကလေးလေးက तू ကဒီဟိုနေ့မှာလွတ်လပ်ရေးပြိုင်ပွဲမှာပေါ့နော်ညာနာမှာကပုံပြောပြိုင်ပွဲမှာ तू ပထမရတယ်နောက်ပြီးတော့ဟိုဟာဗာလဲကာယပြိုင်ပွဲမှာကျတော့ तू ကစာအုပ်ရွက်မှာလဲပထမနောက်ပါကြတယ်လေဟောဂွင်းခုံတာဂွင်းခုံမှာလဲ तू ပထမရတယ်ဓမ္မကြီးပဲအဲ့ပုံပြောပြိုင်ပွဲမှာကြပြရွတ်ဆိုပြိုင်ပွဲမှာကြပြရွတ်ဆိုပြိုင်ပွဲမှာကပထမဂွင်းခုံမှာလဲပထမစာအုပ်ရွက်မှာလဲ तू ပထမရတယ်ကာယရောညာနာမှာရော तू ကပထမလေးပဲ तू ရတယ်ဒီမှာအဲ့ဒါကဟို6ကြိမ်မြောက်ပေါ့နော်အလှလေးဒါဆန်6ကြိမ်မြောက်အလှလေးလှူပေးတာဒါကဆန်တစ်ဖြစ်သွားပြီဟိုဆန်တစ်ဆန်ဟောင်းမဟုတ်တော့ဘူးဆန်တစ်ဖြစ်သွားပြီဆန်နေရတဲ့ဈေးတွေကလည်းအော်ပြန်တာပဲအဲ့တောင်ပြန်အောင်မှအစ်စ်ကို3,300ခွဲတဲ့အဟောင်းက3,600တဲ့ဟိုကျမတို့လည်းမွေရသေးဘူးဒီပြီးကနောက်တော့မှအမှပြန်မှားရမှာအဲ့ဟာအဲ့သူတို့ဟိုနေ့လေးလုပ်ပေးပါအောင်နော်စုပေးပါအောင်လို့အဲ့သူတို့လူပေးတဲ့သူကျမ်းမှာချမ်းသာနေရှိရတယ်ဗျာစေကြီးဘေးချုံရှိရတယ်ဒီမှာတန်းတဲ့ပုံကိုဖြစ်နိုင်ပါဒီဗျာရင်းနေကြတယ်ဗျာတွားလဲလဲခလုံးကြီးကူးမကြီးပါဒီနဲ့ရရင်းနေရှိချောင်းနေလုံးနေတဲ့ပုံကိုဖြစ်နိုင်ပါဒီဗျာတန်းနိုင်ပါသေးလို့ကိုယ်နိုင်ပါသေးလို့စီဝိုင်းလာပါလဲတိုးတက်ပါသေးလို့ရှားလို့လို့အဆင်ပြေပါသေးကျမ်းမကြီးလည်းကောင်းပါသေးလို့ဒီမှာစုပေးလိုက်လေကျမ်းမချမ်းသာပါလေလို့အဲ့ကြပြောလိုက်လေတော့ပြေတော့လည်းပေါ့ဘူးဒီဘက်တော့ငါမတင်နိုင်ဘူးဝါရှိကတော့